လေးအမကပေးတယ်မလေး3000ပဲပါလို့အဲ့ဒါလူတာကို cash ပေးလို့ရလား ဟုတ်ကဲ့ရပါတယ်ဗျ ဟုတ်ကဲ့ဘယ်က9000ဘယ်က1000လဲမောင်လေး ဒီဘက်က9000ပါအမ What? ဟာလေး9000လားဆိုအမအနှုတ်လေးလိုချင်လို့လေဒါလေးကိုယူပြီးတော့9000လေးပြန်ပေးပါလား ဟုတ်ရတယ်မကျွန်တော်လက်ကားပဲကြည့်လိုက်တော့မယ်ဗျရတယ်ဗျ ရတယ်မောင်လေးအဲ့ဒါဆရာကြီး ရလက်ကားပဲကြည့်လိုက်မယ်ဗျရတယ်ဆို A few moments later. ယူပါမောင်လေးရှူနော်မောင်လေးယူပါမောင်လေးယူပါရှူနော်မောင်လေးအားနာဆရာကြီးမောင်လေးယူပါမောင်လေးယူပါနော်ယူပါမောင်လေးအမောင်9000ပဲပြန်ပေးလိုက်မောင်လေးယူပါအားနာဆရာကြီးမောင်လေးရှူနော်မောင်လေးအားနာဆရာကြီးမောင်9000ပဲပြန်မောင်လေးယူလိုက်ပါရှူနော်မောင်လေးယူပါမောင်လေးမောင်9000လေးပဲပြန်မောင်လေးယူလိုက်ပါယူလိုက်ပါမောင်အားနာလို့လေးမောင်လေး လာထန်တော်ဘုံဆိုင်ခွဲလေးရဆိုရင်တာဂေတာဒေါ်ဘုံကပီတယ်ဟိုက်ပါမားကတ်3လွှာမှာရှိပါတယ်ရှင်ကားပါကင်လေးကျယ်ပြီးတော့ shopping လေးအေးဆေးထွက်လို့ရတာမို့လို့မိသားစုနဲ့ဖြစ်ဖြစ်တငယ်ချင်းနဲ့ဖြစ်ဖြစ်လာထန်ဆိုင်လေးကိုအေးဆေးလာခဲ့လို့ရပါတယ်ရှင်မလာတဲ့လူတွေအတွက်အနီးနားမှာကြောက်တိုင်မှတ်တိုင်လေးလည်းရှိပါတယ်ရှင်